ယခုမြောက်ဝေပေးမဲ့ဒီထိုင်းစကားပြောနည်းပုံစံကတော့ထာကောမြန်မာမှာဆိုရင်ရင်လဲမြန်မာမှာတော့တစ်ဆက်တည်းရေးရတယ်ထိုင်းမှာကတော့ခြားပြီးတော့ရေးထားရယ်เนาะကျွန်တော်ခြားပြီးတော့ဘယ်လိုပြောရမလဲဘယ်လိုရေးရမလဲဆိုရင်အောက်မှာနမူနာကြည့်မယ်ถ้าไม่ได้ก็ไม่เป็นไรถ้าไม่ได้ก็ไม่เป็นไรမရရင်လည်းဘာမှမဖြစ်ဘူးไม่ได้ก็ไม่เป็นไรတုံးလို့ရလားဆိုတော့တုံးလို့ရတယ်ဒါပေမဲ့အရှိမထားထည့်ရင်တော့ပို့ပြီးတော့နားထောင်လို့အဆင်ပြေတယ်ထားไม่ได้ก็ไม่เป็นไรပြီးရင်ถ้าไม่ซื้อก็ไม่เป็นไรถ้าไม่ซื้อก็ไม่เป็นไรမဝယ်ရင်လည်းဘာမှမဖြစ်ဘူးถ้าได้ก็ดีถ้าได้ก็ดีရရင်လည်းကောင်းတာပေါ့ถ้าไม่มีก็บอกถ้าไม่มีก็บอกမရှိရင်လည်းပြောပါလူကြီးတွေနဲ့ပြောမယ်ဆိုရင်ถ้าไม่มีก็บอกนะครับမရှိရင်လည်းပြောပါခင်ဗျအမျိုးသမီးအနေနဲ့ပြောမယ်ဆိုရင်ถ้าไม่มีก็บอกนะคะမရှိရင်လည်းပြောပါရှင့်ကိုနဲ့တက်သူရွယ်သူတငယ်ချင်းတွေနဲ့ပြောမယ်ဆိုရင်ถ้าไม่มีก็บอกนะถ้าไม่มีก็บอกนะမရှိရင်လည်းပြောနော်အဲ့လိုမျိုးသုံးလို့ရပါတယ်ถ้าไม่เอาก็ได้ถ้าไม่เอาก็ได้မယူရင်လည်းရတယ်ถ้าไม่อยากได้ก็บอกถ้าไม่อยากได้ก็บอกမလိုချင်ရင်လည်းပြောပါ